အားလုံးပဲမင်္ဂလာပါရှင်။ရွှေသေး Audio Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီ Channel မှာက1982ခုကစတင်ထုတ်ဝေခဲ့ပြီးပေပူလာမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ရတဝတ္ထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။ဒီအစီအစဉ်ကိုပတ်စဉ်အင်္ဂါနေ့နဲ့တောက်ကြနေတိုင်းမှာနားဆင်နိုင်မှာဖြစ်ပါရရှင်။ကျမတို့ရဲ့ရွှေသေး Audio Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမှာကအမှတ်45ဖေဖော်ဝါရီလ1985ပေဖူလာမဂ္ဂဇင်းမှာဖော်ပြခဲ့ပြီးဆရာတာထုရေးသားထားတဲ့တင်ခင်လေးဆိုတဲ့ဝတ္ထုကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။နားဆင်ခံစားပေးကြပါအောင်ရှင်။တင်ခင်လေးဟေးတင်ခင်လေးထိုခေါ်တဲ့ကြောင့်ဘတ်စကားမှတ်တိုင်တွေရက်နေသူမိမ့်မပြိုငင်းလှလာကလေးကခြာကနေလှည့်ကြည့်လိုက်ရမှာ။အော်မမမြသေးဘဲကလာပြီးဘဲသွားမလို့ပါလေ။ဒါအသာထားစမ်းမအောင်အခုညီမအလုပ်ရနေပြီဆိုဝမ်းသာလိုက်တာကွယ်ကောင်းတယ်တင်ခင်လေးကပါကလေးခွက်သွားအောင်ပြုံးပြရင်ဟုတ်ကဲ့အလုပ်ကတော့ရနေပြီပဲဆိုပါတော့မမရဲ့ဒါပေမဲ့အမြင်မဟုတ်သေးပါဘူး။လောက်အားပေးနေသားဆိုပါတော့ဟဲဆိုပါတော့တွေကပါဟောကွယ်လုံးလုံးအလုံးမရှိသေးတာနဲ့ဆိုင်ရင်နေစားကောနင်းမှတ်လို့အင်းပေါ့လေတို့မမထေကဘဲလဲတာအင်းကလူလေးချပါတီနဲ့အလုံးရင်စားချင်ဆိုလို့တွားဝယ်မဲထွက်လာတာအင်းမမလည်းညီမတို့အိမ်မရောက်နိုင်တာကြပြီအဖေတို့အမေတို့အဖွားတို့ကောနေကောင်းကြရဲ့လားကောင်းတက်လဲမကောင်းတက်လဲပါပဲမမရဲ့သူ့ပြောရင်ကမျက်နှာကလေးညူကစက္ကန့်ပိုင်းတွင်ဥသွားသည်ထင်ရ၏ဘဝဆိုတာဒီလိုပါပဲညီမရဲ့ဖြစ်လာတဲ့အခြေအနေပေါ်ရက်တည်ပြီးရောက်ရင်နိုင်ရမှာပဲပေါ့မမတို့ငငယ်ကလက်ဖြားမှာငွေသာမကဘူးရွှေပါသေးခဲ့ပေမဲ့အခုတော့ရရဆဆနဲ့လုံးလေလိုက်နေရတာပဲမဟုတ်လားဒီလိုပေါ့ကွယ်ဤတွင်မှာတင်ခင်လေးမျက်ရည်ဆိုလာ၏ဟိုတုန်းကညီမငငယ်တုန်းကဆိုပါတော့အိမ်ဆိုရင်အိမ်ဖြစ်ခဲ့တယ်စိန်ဆိုရင်လည်းစိန်ဖြစ်ခဲ့တယ်မဟုတ်လားအခုတော့ညီမလေးတက္ကသိုလ်ပညာတော့မဆက်နိုင်ဘူးဒါအားငယ်စရာလားဝမ်းနဲ့နေလို့ကိုလိုချင်တာတွေရလာမလဲလားတင်ခင်လေးငုတ်တွေနေရမှာမတိမတာမော့လာသည်မမတို့တော့စင်းရဲလဲပျော်ပျော်မွဲတင်နေလဲပျော်ပျော်ပဲပြီးခဲ့တဲ့နှစ်232ကြိမ်ထိပွင့်ပွဲမှာမမတို့2000စုပေါက်တယ်ဝမ်းသာမယ်ထင်သလားဈေးဖို့ပြက်နေတော့ကလည်းဘာမှမထူးဘူးကွထိပေါက်တကောရဲ့လို့ပိုတုံးသလားမှန်ပဲမြသေးသည်ပြောနေရင်ကတနေရာတို့လှမ်းကြည့်လိုက်ပြီးကဲမမသွားမယ်နော်မမကြလို့နဲ့တူတယ်သားလေးတောင်လိုက်လာပြီပျော်ပျော်ထွက်မြသေးထွက်သွားသည့်တိုင်အောင်တင်ခင်လေးရှန့်ငင်းမြဲနှင့်မျက်ရည်ဝဲလာသည်သူဘတ်စကားမှတ်တိုင်သို့ရောက်သည့်အချိန်မှာမြသေးနှင့်စကားလက်ဆောင်ကြပြီးသည့်အထိဘတ်စကားတစ်စီးမှစိုက်မလာသည်မကြမီမာစတာကားဝါလေးထိုးဆိုင်လာသည်မိသူဤကားဖြစ်သည်ကိုတင်ခင်လေးအတက်သိလိုက်တဲ့ကဲ့သို့ကားစီလျှောက်သွားသည်နှင့်ကားကလည်းတကားဖွင့်လာသည်လာတက်ကောင်းမသူလှမ်းတက်လိုက်မိသည်ဆိုလျင်ပဲအေးကွာဒီလူကကလေးများဘယ်တော့မှစိတ်ရမယ်မသိဘူးကားမောင်းလာသူရွယ်သူမိမပြူသည်ခဟာကလေးရေလိုက်ရင်ကားကိုတရှိန်တို့မောင်းထွက်သွား၏အဲ့ဒါကြောင့်ကိုပြောတယ်မဟုတ်လားမင်း officer ကိုယူလိုက်ပါလို့ဘယ် officer လဲဟောကိုတင်ကြီးလေမလွယ်ပါဘူးဝေလွင်လွင်ရဲ့သူကညွှန်ကြားရေးမှုပြီးသူ့အဖေကအေးရမရာထူးရှင်ကြီးကိုလိုအဆုပ်ပလုံးနဲ့ဘယ်ပေးစားပါမလဲဝေလွင်လွင်ကကားမြင်လျက်နဲ့စွတ်ဖြတ်ခူလာတော့ဈေးတဲ့တူဦးကို꿰ရှောင်လိုက်ပြီးမှဟာသူ့အဖေသဘောတူတူမတူတူကိုတင်ကြီးကယူရင်ပြီးတာပဲမဟုတ်လားသူခုတလောမိမတိတ်လို့ချင်နေတာကွနောက်ပြီးမင်းကဘလို့သိလဲဩအိမ်ကိုခဏလာတယ်ဖေးဖေးစီပေါ့မင်းစီလာတာမဟုတ်ဘူးလားဟာငါပါချလိုက်ရဟဲတင်ခင်လေးကရွေလာတော့လက်ကိုဖဲရင်ရီလိုက်၏သူ့ဌာနနဲ့ဖေဖေတို့ဌာနကကင်းကွာလို့မရဘူးမဟုတ်လားမင်းကွာတိလျက်သားနဲ့စူသမ်းမအောင်စိတ်ချသူငါ့ကိုမငန်းရဲဘူးကို့မှာရှိပြီးသားဆိုတာ तू သိတာပေါ့အေး तू လာရင်တော့မင်းအကြောင်းမသိမသာပြောတယ်တင်တယောက်လာမလဲဘူးလားစနေနေ့ကတင်နဲ့ရုပ်ရှင်သွားကြည့်ရဲဆိုဘာညာပေါ့ကွာအဲ့ဒါမင်းကိုစိတ်ဝင်စားနေတဲ့သဘောပေါ့ပြည်လန်းနဲ့ဟက်ပင်လန်းရောက်တော့အခါကားကလေးဤကနေရက်သွားပြီးတင်ခင်လေးဆင်းလိုက်ခါသွားတော့မယ်နော်ဝေမသွားလို့ငါကဒီနားမှာဘာရက်လုပ်နေရမှာလဲအော်ဟေ့ကိုတင်ကြီးလာရင်ဘာပြောလိုက်ရမလဲသွားမှာသွားစမ်းပါကွာတင်ကစမပြောတော့ပဲ
ဟက်သင်းလန်းနဲ့ချိုးဝင်သွားသည်တွင်သူ့ရှေ့မှသွားနေသောစည်ရီးမကလေးတယောက်ကိုမြင်သည်နှင့်ခြေလန်းကျဲဖြင့်လိုက်သွားကဟေးမြင့်မြင့်လှဒီနေ့ officer ရဲ့အစည်းအဝေးရှိလားရှိတယ်ဘာလဲနင်လစ်အောင်မလို့လားမြင့်မြင့်လှဆိုသူကနှောင်ရောင်ကုတ်ရိပ်မေးလိုက်သည်ကိုအေးကွာတနင်္လာနေ့မင်္ဂလာဆောင်တစ်ခုသွားရမှာမို့အင်ဂျီလေးပါလေးသွားချုပ်ချင်လို့မေးလိုက်ရင်ဘယ်တော့မှပတ်စံမရှိဘူးနဲ့ခုလိုဟာကြတော့ပတ်စံဘဲကထွက်လာတယ်လေအော်ဟဲဒီလိုပဲကြံပန်ပြီးချီးတန်ချေးရတာပေါ့လူကြီးတွေမေးရင်ကြည့်ပြောထားလိုက်နော်ကိုခဏလက်လိုက်အောင်မယ်တင်တင်ခင်လေးနွမ်းပါရှာသည်မှာအမှန်ဖခင်ရောဘွားအေကြီးပါတရှောင်းရှောင်းမမမချဖြစ်နေခဲ့သည်မှာကြပြီစာရေးတော်ကြီးနှင့်စီးပူဝါကအတွဲတွတ်လဲအောင်ရှာရဖွေရသည်မှာတင်တင်ဤမိခင်ဒေါ်လေးမြဤတူဒီသောတာဝန်ဖြစ်နေသည်ဒေါ်လေးမြစိန်ကျွန်းစည်းတွင်အထည်ရောင်းသည်သို့သောဆိုင်နှင့်ကနားနှင့်ရောင်းခြင်းမျိုးမဟုတ်အထည်တန်းရှိဆိုင်တွင်ဝဲသူအုံတွေကဒေါ်လေးမြရောက်သွားတတ်သည်ရက်နေသည်ဝဲသူကထိုဆိုင်တွင်မရှိသောအထည်များတောင်းဆိုလာလျင်ကဲမြရေးလောက်ပါအောင်ချက်ချင်းပင်ဒေါ်လေးမြအခြားဆိုင်သို့ပြေးကဝဲသူလိုချင်သည်ဆိုသောအထည်များတည်လာသည်ထိုအထည်များအယောင်းဝယ်ပြေးလေသွားသောအခါဒေါ်လေးမြပွဲကားရသည်သူ့ဝင်ငွေလည်းမသေးလားတစ်နေ့25ကျပ်မှကျပ်40အထိထိုငွေဖြင့်အိမ်ကြီးကိုဖာထိန်နေရရှာသည်တင်တင်ခင်လေးကလည်းထောက်ပံ့ပါ၏တစ်လလုံးနေမှကျပ်50ကျပ်60ထိုငွေကိုဒေါ်လေးမြကနဲသည်များသည်သဘောမထားသူကပေးမနေရသည်ကိုပင်ကျေးဇူးတင်ရဟုသဘောထားသည်မြန်မာတွင်ပြောယူပြောစဉ်စကားတရက်ရှိသည်အောက်ကုသူသည်အဖို့နှင့်လာတတ်၏ဟု၍ထိုစကားသည်ယခုတင်တင်ခင်လေးတို့တွင်ရာဂိုင်းနှုန်းပြည့်မှန်နေကြသည်တနေ့တွင်ဒေါ်လေးမြဈေးသို့အလားဘတ်စကားပေါ်မှအစင်လေးဘိန်းတက္ကစီတစ်စီးကဝင်တိုက်သဖြင့်ပေါင်တစ်ဖက်အယူအပ်သွားကစေးရုံတွင်အတွင်းလူနာအဖြစ်တင်ထားရသည်တူတူတိတ်တိတ်ကျိတ်၍ဆူထားခဲ့သောငွေကလေးဖြင့်အိမ်သုံးစရိတ်အရေးတင်တင်ခင်လေးကိုတာဝန်လွှဲထားရသည်15ရက်ခန့်အကြာစေးရုံမှာဆင်းခဲ့တော်လဲခြေတစ်ဖက်အမျက်နေသေး၍ဈေးမထွက်နိုင်နောက်တစ်ပတ်ခန့်အကြာခြေနာသက်သာ၍ဈေးသို့သွားရန်စိတ်ကူးသည့်ညမှာပဲခင်မုန်းသည်ဖြစ်သူတင်တင်ခင်လေးဤဖခင်ဆုံးသွားရှာ၏နက်နက်တွင်တင်တင်ခင်လေးရုံးသို့ထွက်လာပြီးအကျိုးအကြောင်းပြောပြကဆိုင်ရာသို့ခွင့်စားတင်သည်လုတ်ဖော်ကင်ပဲစီးမကလေးများသည်ထိုနေ့ကတင့်တဲ့အနည်းတွင်သာဝိုင်းနေကြသည်တညနှင့်တမနက်ငိုကားသောတင်တင်ဤမျက်နှာမှာအစ်ပီမျက်တွင်များရဲရဲနေသည်သူမိခင်ကားတိုက်ခံရသည့်ကိစ္စကိုပါသိနေသောရုံးပေါ်များမှာတင်တင်အတွက်ရင်တုမနာဖြစ်နေကြသည်တအစ်အစ်ရှိုက်နေသူတင်တင်ကိုဝိုင်း၍တရားပြနေကြသည်အချို့ကလည်းရောရည်မျက်ရည်ကျကြသည်ထိုအတွင်းမြင့်မြင့်လှစင်းဆောင်ရွက်ကိုကိုင်းရင်ရောက်လာပြီးလာတင်တင်ဟုလက်မောင်းကလေးကိုဖေး၍ခေါ်သွားသည်ဤဒီမှာတင်တင်ရောအခြားသူများပါသိနေသည့်ကိစ္စရုံးတွင်လှုပ်သားတို့ဦး၌နာရီကိစ္စတစ်ခုခုပေါ်လာတိုင်းမြင့်မြင့်လှကပင်ဦးဆောင်၍ကုငွေကောက်ခံပြီးသည့်ကိစ္စတင်တင်ခင်လေးတွင်ဒုက္ခများဇက်တိုက်ဆင့်နေသည်ကိုတယုံလုံးကသိနေသည့်တစ်ချက်သူ့နွမ်းပါးသည်ကိုလည်းဂယုနာမကင်းသည့်တစ်ချက်တို့ကြောင့်အခြားသောရခင်ကအကူရသူများထက်တင်တင်ကကျပ်200ကျော်ပိုရသွားသည်စုစုပေါင်းကျပ်640ကျော်တင်တင်ခင်လေးတို့အိမ်သို့ဝင်လာသောအကုသိုလ်တွင်အဖို့မကုန်သည်တင်တင်ဤဖခင်ကြီးဇာဗနာအတွက်ရက်လည်ဆုံးကျွေးပြီးနောက်တစ်နေ့မှာပဲတရှောင်းရှောင်းနာနေခဲ့သောတင်တင်အဖွာဆုံးပါသွားပြန်၏တင်တင်မှလည်းယူသွားသောခွင့်စေသည့်နေ့မှာပဲမျက်ရည်လက်ရွှဲနှင့်ရုံးထဲဝင်ခဲ့ရပြန်ကြသည်လောက်သား60ကျော်ရှိသောရုံးသူရုံးသားအလုံးကပင်ခြေကွဲဝမ်းနေခြင်းဖြစ်ကြရသည်တင်တင်ခင်လေး၏ဘဝအကျိုးပေးကိုလည်းရင်သက်ရှုမောအံ့ဩကြရသည်စေတနာတို့သည်လည်းဝေဖြာလာကြကအထောက်အပံ့လှူငွေသည်လည်းရခင်က3ချက်ထည့်သူက5ချက်ဖြစ်လာသည်ကျပ်30သမားက15ချက်ကျပ်20အထူးသဖြင့်ညွှန်ကြားရေးမှူးဦးတင်ကြီးတင်တင်အားတစ်ဖက်သက်ကြိတ်၍ချစ်နေသူသည်ရခင်ကျပ်90ခုခဲ့ရမှယခုကျပ်150ဖြစ်သွားသည်စုစုပေါင်းကျပ်980အဖွာအာတုဘကိစ္စပြီးစီးသွားတော့လေတင်တင်ရင်မအေးနိုင်သည်ရက်လက်စွန့်ကြွေးရမည်ပင်ကြောင်းနေရှာသည်ယခုတစ်ကြိမ်အကုသိုလ်ဝင်ပြီဆိုပါကကားတိုက်တန်းရအခင်းမသေးသေးသောဒေါ်လေးမြအလှည့်သားဖြစ်တန်ရသေးကြောင်းတင်တင်ခင်လေးမှမူနောက်လာမည်အကုသိုလ်က
သူ့အားအလှည့်ပေးလိမ့်မည်လို့ဟုလုံးဝတွေးမိပုံမရယခုကဲ့သို့ပင်အပြုံမပြဲအပြုံမပြဲရုံမှလစ်ထွက်ပြီးအင်းကြီးဖန်တဲ့ထမိန်ဝဲလျင်ဝဲစပင်အလှပြင်းလျင်ပြင်းတစ်ခုမဟုတ်တစ်ခုခုဖြင့်အလုံးရှုံနေကြသေးသည်ထူးခြားသောအကြောင်းတရက်သည်ကားဆိုလျင်တင်တင်ခင်လေးငွေအဖွေးသားရွှေနေသည့်အချက်ဖြစ်၏ကောင်မ90ကျော်တန်းအင်ဂျီတွေရာတန်လုံးကြီးတွေထဲလဲဝတ်လို့ဦးတင်ကြီးကလက်ဆောင်ပေးပြီးထင်တယ်ပူကြီးပန်းကြီးကားကြုံလိုက်နေကြဝေးလွင်လွင်၏ကားငယ်ကလေးဖြင့်ရုံးစီသို့အတူစီးခဲ့ရာတွင်ဝေးလွင်လွင်ကသူ့လျင်မေးလိုက်သည်ကိုဝေဝေကလည်းကွာတို့ညွှန်ကြားရေးမှုကြောင့်သိရတာနဲ့အင်ပတန်တိကျသေးကြတဲ့လူမဟုတ်လားသူ့အဖို့မသေးကြသေးပဲတပြားသားမှလက်ဆောင်ပေးမှာမဟုတ်ဘူးဒါဖြင့်မင်းဒီပစံတွေဘယ်ကရတယ်လဲနင်တော့ထွေလာကေလာတွေစိတ်ချပါဟဲ့ငါဒါမျိုးတွေဝါသနာမပါပါဘူးဖေဖေသေးတုန်းကတခါအဖွားသေးတော့တခါသူတို့စုထားတဲ့ငွေကလေးအမွေဆိုပြီးပြေးသွားတယ်လေအော်ဒီလိုဆိုရင်တော့ကောင်းပါလေကွာနင်ကချောချောလှလှလေးခုခေတ်အနေနဲ့ဆိုရုပ်ရှင်မင်းသမီးမုံမမြင့်အောင်လို့ရုပ်မျိုးဆိုတော့ဟုတ်ဒီလောက်လည်းမချောသေးပါဘူးဟာကဲကားရက်တော့ဟိုထိတ်မှာကားကလေးဟက်ပင်လန်းထိတ်တွင်ရပ်လိုက်သည်နဲ့တင်တင်ကားပေါ်မှဆင်းတဲ့ကဝေဝေပါမအောင်မလဲဘာမှားရမှာလဲနင်ကယုံသွားမှာမဟုတ်လားဝေလွင်လွင်ကဂီယာပြောင်းရင်းပြန်ပြီးတော့ကြောင်းအေးဟုတ်ပါရဲ့ငါကလည်းဒုံးထီကြီးမေးလိုက်မိတယ်တပတ်ခါကြိုက်ထီးရိုးသွားမလို့အေးကြိုက်ထီးရိုးဆိုမှားစရာကဝက်လက်ခုတ်နဲ့တောင်မွေးပဲရှိတာအေးလေကျုံလို့ရှိမှတော့ကရင်အမျိုးသားချောချောလေးတယောက်ငါ့ကိုဆွဲခဲ့ကွာစကားအစုံဝုန်းကနေကားကလေးထွက်သွားသဖြင့်တင်တင်ခင်လေးငေးရရရင်ကြံရစ်ခဲ့သည်6ရက်ခန့်အကြာတွင်မြင့်မြင့်လှနှင့်အခြားအဖော်တယောက်တို့စင်ယုံစည်းတစ်လျှောက်ဒေါ်လေးများကိုလိုက်ရှာကြသည်ထိုမှဤမှညွှန်ကြားချက်အရာဒေါ်လေးများကိုမန္တလေးနန်းကြီးတုတ်ဆိုင်တွင်တွေ့ကြသည်၌ဒေါ်လေးများ၏မရအရာဖော်ရည်မှုကြောင့်သူတို့ပါနန်းကြီးတုတ်ဝင်စားကြသည်ဒေါ်လေးများစားပြီး၍ပါဇက်တုတ်နေစဉ်တော်တယောက်လည်းပိန်သွားလိုက်တာနော်မြင့်မြင့်လှကအရင်စကားစားလိုက်သဖြင့်အေးကွယ်လူကမကြမ်းမာတာရောစိတ်ထိခိုက်တာရော15ရက်အတွင်းဇာပနာနှလောင်းကိစ္စကြုံလိုက်ရတော့အကျွေးတွေတင်းအတိုးတွေတက်တော်ကသာအကျွေးတွေတင်းအတိုးတွေတက်ပြောနေတယ်တင်တင်ကတော့အဝတ်အစားရာကြော်တန်တွေထည့်လဲနဲ့ခုပဲမလဲတော်သူ့ယုံကအရာရှိမေးနေတယ်ခွင့်ရလဲကြော်လာပြီဒါကြောင့်တော်စီလိုက်လာပြီးမေးမလို့မလာသေးဘူးလေကြိုက်ထီးရိုးကနေဘဲတဝေထိုးသွားတယ်မပြောတတ်ပါဘူးမြင့်မြင့်လှနန်းကြီးတစုံခတ်လိုက်စဉ်ဒေါ်လေးများကဆက်၍နေပါဦးခုနကပြောတာရာကြော်တဲ့အဝတ်စားဆိုတာတွေကတင်တင်ပြောတော့သူ့ကိုဝေလွင်လွင်ကဝယ်ချုပ်ပေးတာပါတဲ့ခုလဲကြိုက်တီးကိုဝေလွင်လွင်ကပဲစရိတ်ခံခေါ်သွားတဲ့အလကားပြောတာတော်ဝေလွင်လွင်ရောသူ့အဖေပါမနေ့ကရုံးကိုလာသွားကြသေးတယ်ဟင်ဒီကောင်မမိဘကိုပါလိန်တက်နေပြီထင်တယ်ပြောတတ်တော့ပါဘူးကွယ်မဟုတ်မှလွယ်ရောမိတင်တယ်ဟင်ဒါနဲ့တော်ဆက်စုလည်းမထင်ပါနဲ့သူတော်ကိုပတ်စံတွေပေးရလားဘာအတွက်လဲဇာပနာကူငွေလေးပထမဦးလေးဆုံးတော့ကကျပ်640နောက်အဖွားဆုံးတော့980စုစုပေါင်းကျပ်1620ကျမတို့ရုံးကစုပြီးကူငွေထည့်ကြတာမြတ်စွာဘုရားတပြားမှမရပါဘူးကွယ်နားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်အခုဖတ်ပြခဲ့တဲ့ဝတ္ထုကဆရာသာဓုရေးသားထားတဲ့တင်တင်ခင်လေးဆိုတဲ့ဝတ္ထုပဲဖြစ်ပါတယ်ရှင်အမှတ်45ဖေဖော်ဝါရီလ1985ပေကူးလာမဂ္ဂဇင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်ကျွန်မစိမ့်လဲပါ